ဒူးချင်းစီကိုဖိတ်ခေါ်ပေးပါမယ်အားလုံးမြင်နေရတဲ့ဒီဖန်လုံးထဲမှာရှိတဲ့မေးခွန်းတွေကိုစိတ်ကြိုက်ရွေးချယ်ပြီးတော့ဖြေဆိုရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပထမဆုံးအနေနဲ့ top 7 finalist တွေကိုရောက်လာတဲ့ပထမဆုံးညီမလေးဘကိုးမေးခွန်းဖြေဖို့အတွက်ဒီနေရာကိုကြွခဲ့ပေးပါခင်ဗျာညီမလေးမေးခွန်းလေးကြိုက်တာလေးရွေးချယ်ပေးပါခင်ဗျာမေးခွန်းမေးပါမယ် In a rapidly changing the world how can young people preserve their cultural identity while embracing global opportunities ပြန်မေးပေးပါမယ် In a rapidly changing world how can young people preserve their cultural identity while embracing global opportunities ကျမအနေနဲ့ကျမတို့မြန်မာနိုင်ငံရဲ့ရည်ကြီးမှုကိုပြောပြရမယ်ဆိုရင်ကျမတို့နိုင်ငံမှာအဖို့မဖြစ်နိုင်တဲ့ယဉ်ကျေးမှုတွေအများကြီးရှိပါတယ်။အဲ့ဒီယဉ်ကျေးမှုတွေကမှကျမထောက်ပြခြင်းတဲ့တစ်ခုတည်းသောအရာကတော့ကျမတို့မြန်မာလူမျိုးတွေရဲ့စိတ်ရင်းစိတ်ဓာတ်ကိုပဲကျမပြောချင်ပါတယ်ရှင်။ကျမတို့မြန်မာလူမျိုးတွေရဲ့စိတ်ရင်းစိတ်ဓာတ်ဟာဆိုလို့ရှိရင်ကျမတို့ရဲ့ဂုဏ်ယူရဆုံးယဉ်ကျေးမှုတစ်ခုလို့ပဲကျမအနေနဲ့ခံယူပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျမတို့မြန်မာလူမျိုးတွေဟာဘလောက်ပဲခက်ခဲနေပါစေဇွဲလုံးလဝရိယတွေနဲ့အကောင်းဆုံးကိုဖြစ်ရှင်တဲ့အရာကိုရဖို့အတွက်ကြိုးစားကြတယ်။ရှင်သန်ဖို့အတွက်ကြိုးစားကြတယ်။ကျမအနေနဲ့ဒီအရာကိုပဲပြောချင်ပါတယ်။ပြီးတော့ယနေ့ပြောင်းလဲနေတဲ့ခေတ်ကြီးမှာကျမတို့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်ခွန်အားတွေနဲ့အတူကျမတို့လူမျိုးရဲ့ယဉ်ကျေးမှုနဲ့အတူကျမကိုယ်တိုင်လည်းဒီအရာကိုအသုံးချနေပါတယ်အဲ့ဒါကြောင့်မို့လို့ကျမအနေနဲ့ဒီယဉ်ကျေးမှုကိုဖော်ပြရမယ်ဆိုလို့ရှိရင်ကျမအရင်ပြောချင်ပါတယ်ဘာကြောင့်လဲဆိုရင်ကျမဒီနေ့ဒီနေရာမှာရပ်တည်နိုင်ဖို့အတွက်ကျမအနေနဲ့အခက်အခဲတွေအများကြီးကိုကြော်ဖြတ်ခဲ့ရတယ်ကျမအနေနဲ့ Miss Universe မြန်မာစင်မြင့်ကိုတက်နိုင်ဖို့ဆိုတာဒုတိယအချိန်မြောက်ဖြစ်ပါတယ်ရှင်ယခုအချိန်အထိမတက်လန်းခင်အချိန်အထိကျမအနေနဲ့ဒီစင်မြင့်ပေါ်ကိုတက်ရောက်နိုင်ဖို့အတွက်အများကြီးကြိုးစားကြော်ဖြတ်ခဲ့ရတယ်ကျမလိုနေမှာကြီးပြင်းလာတဲ့တာမန်မိန်းကလေးတစ်ယောက်ထက်တောင်မှအစစ်နှိမ့်နဲ့ domestic violence discrimination cyberbullying ဆိုတဲ့ဒီစကားလုံးတွေဟာကျမအတွက်မပြောပါလောက်အောင်သိငယ်တဲ့အရာတွေလို့ထင်မဲ့ရလောက်တဲ့အထိကြုံခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့်မို့လို့ကျမအနေနဲ့အခက်အခဲတွေအများကြီးကိုကြော်ဖြတ်ခဲ့ရတယ်ကျမလိုဒီအရာတွေကိုကြုံခဲ့ရတဲ့အမျိုးသမီးတဦးတော်မှယနေ့ Miss Universe မြန်မာစင်မြင့်ပေါ်မှာတက်ရောက်နိုင်တယ်ဆိုရင်တာမန်အမျိုးသမီးတွေဘဝတူအမျိုးသမီးအားလုံးကိုကျမအနေနဲ့စိတ်ဓာတ်ခိုင်မာဖို့ကျမတို့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ကိုအခြေခံပြီးတော့အကောင်းဆုံးစူးစမ်းဖို့အတွက်ကျမပြောချင်ပါတယ်ရှင် So empowered by heritage and with self-belief we are Myanmar we doesn't wait for power we become it thank you Thank you ညီမလေး There are a lot of valuable cultures in my country, which is Myanmar. Among them, I would love to express Myanmar people's heart, because we have been through many challenges with resilience. For me, I am the best example of this, because this is the second time I compete in the Miss Universe Myanmar competitions. As a girl who grew up in rural area, and who have been through the domestic violence, I have proved that I can be here, and I want to encourage young women. All of you can be here like me. Thank you very much.
Thank you ပါညီလေးဟုတ်ကဲ့ top 7 finalist တွေကိုရောက်လာတဲ့နောက်ထပ်ကြောက်ဖြူမိကုံးလေးဖြေဖို့အတွက်ဒီဘက်ကိုကြောက်ခဲ့ပေးပါခင်ဗျာကြိုက်တဲ့မိကုံးရွေးချယ်လို့ရပါတယ်အစင်လိုက်မဟုတ်ပါဘူး Good luck lady Thank you. မိကုံးမေးပါမယ် Technology allows us to communicate instantly yet many people feel more disconnected than ever what do you think society is missing Thank you. I think people are really missing the real connections, empathy, and quality times. Instead of spending so much time on social media, we should spend more time with our families and friends. Thank you. Thank you Thank you very much စစ်တွေမိကုံးလေးဖြေဖို့အတွက်ဒီဘက်ကိုကြောက်ခဲ့ပေးပါခင်ဗျာဟုတ်ကဲ့ကြိုက်တဲ့မိကုံးရွေးချယ်နိုင်ပါတယ်စင်လိုက်မဟုတ်ပါဘူးเนาะ Good luck ပါမေးပါမယ်နော် What do you believe is more important being respect or being understood and why အားလုံးပဲမင်္ဂလာပါရှင်ကျမအနေနဲ့ဒီမေကွန်းကိုဖြေရမယ်ဆိုရင်ကျမအတွက်ရေးကြီးတာကတော့နားလည်မှုကပို့ပြီးတော့တန်မိုးရှိရလို့ထင်ပါတယ်ရှင်လေးစားမှုနဲ့နားလည်မှုမှာကျမအတွက်ကနားလည်မှုကဘာဖြစ်လို့ပို့ပြီးတော့အရေးကြီးရလဲဆိုရင်ကဘာပေါ်မှာရှိတဲ့လူသားအချင်းချင်းကတယောက်နဲ့တယောက်နားလည်မှုမရှိကြလို့မလိုလားတဲ့ပဋိပက္ခတွေဖြစ်နေကြတာပါအဲအကြောင်းမလို့ကဘာပေါ်မှာရှိတဲ့လူသားအချင်းချင်းတဝူကိုတဝူမေတ္တာစေတနာထားပြီးတော့အချင်းချင်းနားလည်မှုတွေပေးမယ်ပြီးတော့ကုညီဖေးပါပေးပဲဆိုရင်ပုံမကောင်းမွန်တဲ့ကဘာကိုပေါ့နော်ကျမတို့အတူတကွဖန်တီးနိုင်မှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် Thank you ကျေးဇူးတင်ပါတယ်ညီမလေး For me, I think being understood is more important because in this world, many people are having conflict because we are missing mutual understanding. If we have mutual understanding, we can have a better world where negativity could not grow and mutual understanding can happen. Thank you. Thank you ပါညီလေးဟုတ်ကဲ့ top 7ပဲနဲ့ကိုရောက်လာတယ်ညီမလေးတောင်ကူမေးခွန်းမေးပါမယ်ညီမလေးဒီချာလေးနဲ့ထောင်ပေးပါနော် AI is changing the world quickly what would you like to say to women about keeping up with these technology events AI is changing the world quickly what would you like to say to women about keeping up with these technology events Thank you for this meaningful question. Dear Miss Universe judges, I believe that in this globalization era, AI lead the world, right? And also the women can take their responsibility and the leadership game through the technology. But for Myanmar, I really want to point out that the education. Even though the city women have the opportunity to use the AI, artificial intelligence, but there is some weakness for the rural area.
So I really want to point out that please take the education height and take the success of the AI. As a woman, we can do everything. I believe that. Thank you. Thank you very much. Yangon South. Hello, beautiful. In a world where people are constantly encouraged to fit it in, what does it mean to have the courage to remain authentic? လူအများနဲ့တူညီအောင်နေထိုင်ဖို့အမြဲတိုက်တွန်းခံနေရတဲ့ဒီနေ့ခေတ်ကဘာကြီးမှာမိမိကိုယ်ကိုအစစ်အမှန်တိုင်းဆက်လက်ယက်တည်နိုင်ရဲခြင်းကတင့်အတွက်ဘာကိုဆိုလိုပါသလဲ မင်္ဂလာပါယနေ့ခေတ်ထိလူတွေအားလုံးခွဲခြားဆက်ဆံနေရတဲ့အချိန်မှာကျမလည်းပါဝင်ပါတယ်ကျမကိုယ်၌ကလည်းယနေ့ဒီချိန်ထိကိုယ်ပိုင်အရေးချင်းကိုယ်ရည်ကိုယ်သွေးနဲ့အရာအားလုံးကိုကြော်ဖြတ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ် In this world, there are many people who have been through discrimination. For me, I am also one of them who have been through the life with self-confidence and self-ability. ဒါကြောင့်မလို့လောကကြီးမှာတယောက်နဲ့တယောက်ခွဲခြားဆက်ဆံခြင်းကအရန်ကိုဆိုးရွားလွန်ပါတယ် That is why discrimination against each other is really bad. ကမ္ဘာပေါ်မှာရှိတဲ့လူသားရဲ့အားလုံးကတသားတည်းပါပဲဒါကြောင့်မလို့လူတိုင်းပေါ်မှာတဦးနဲ့တဦးကိုချင်းစာစိတ်မွေးပြီးတော့တဦးနဲ့တဦးဖိမသွားဖို့လိုအပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင် Every people in the world should be treated equally. That is why we need to have a better world where we are treated equally. Thank you. Thank you. Thank you, Bob. Okay, Yangon was. There are many natural disasters happening around the world. Many people believe that human activities are a major cause of these disasters. Do you think humans are the main cause of natural disaster? Why or why not? ကမ္ဘာတဝန်းမှာသဘာဝဘေးအန္တရာယ်များမကြာခဏဖြစ်ပွားလျက်ရှိပါတယ်။လူအများကထိုဘေးအန္တရာယ်များရဲ့အဓိကအကြောင်းရင်းမှာလူသားတို့ရဲ့လှုပ်ဆောင်ချက်များကြောင့်ဖြစ်တယ်လို့ယုံကြည်ကြပါတယ်။သင်အမြင်အရလူသားတွေကသဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်တယ်လို့ထင်ပါသလား။ဘာကြောင့်ပါလဲ။ ဟုတ်ကဲ့ပါတဘာဝဘေးအန္တရာယ်ဖြစ်တာကလူသားတွေနဲ့ဆိုင်တော့ညီမအနေနဲ့ထင်ပါတယ်ဘာလို့လဲဆိုတော့လူသားတွေရဲ့မစင်ချင်တဲ့အချက်တွေကြောင့်တတော်တွေပြုံးတီးရတယ်နေထုညဉ့်ညမ်းတာတွေဖြစ်ပေါ်စေပါရဲ့ရှင်ဒါကြောင့်မို့ညီမတို့တွေတစ်ပင်တွေပြန်လဲစိုက်ပျိုးတဲ့ project တွေ plastic တွေကိုပြန်လဲအသုံးပြုတဲ့ project တွေကိုအတူတကွလှုပ်ဆောင်သွားမယ်ဆိုရင်ညီမတို့ပတ်ဝန်းကျင်ကြီးကဒီထက်မကလှပသွားမှာပဲဖြစ်ပါရဲ့ရှင်ညီမသာ Miss Universe မြန်မာတယောက်ဖြစ်ခဲ့မယ်ဆိုရင်ဒီ project တွေကို organization နဲ့တူတူလှုပ်ဆောင်သွားမှာပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ညီလေးပြောပြပါဦး I think human activities are a significant contributing factors to the natural disasters. Human activities such as human activities causes deforestation and waste in our environment. I think we human are responsible to protect our planet by growing plants
and recycling plastics, and we can have a better world and a more beautiful world. If I become the next Miss Universe Myanmar, I will contribute with the Miss Universe Myanmar organizations, and I will do a lot of project on this. Thank you. Thank you. And the last standing beautiful, Pa'an, the last question. The last one, honey. Of course. Many people spend years searching for their purpose. Do you believe purpose is discover or create? Well, I believe that purpose is discovered, not created. As we go through our lives, we experience new experiences, we find new passions, and that's when we figure out who we want to be. And in that process, that's when we create the person we want to be. One of the most beautiful things in the world is the childlike sense of discovery in a child's eye. As we grow older, it's so important that we do not lose the sense of discovery. So I encourage everybody to keep discovering yourself, discover your purpose, and create who you want to be. Thank you. Thank you, Pa'an.